စွာအားပေးရတဲ့မိဘတွေများကိုဒီနေ့ပြုပါတယ်ဒီကတော့ပြောတာလို့လားအမှန်တော့ကြည့်ပြပါလေခုံလေးရဲ့ဘောမှာစီစုံလေးတွေရဲ့ဒီကပြောပြီးဒီဆက်ပဲဟောဒါလေးတော့နားနဲ့ဘယ်ကောင်မှမသိဘူးအစီအစာလေးတွေဟောဒါလေးကတော့ဘယ်နဲ့ညာစီးတဲ့ဓမ္မလေးတော့နော်ဒီမှာလေးပါလို့အမျိုးနဲ့လည်းမလို့ရအောင်ဆိုပြီးဒီဆက်လုပ်ပေးမယ်။စေဒီမာလေးကျုံးလာဖြစ်ပါဗျာ။ဟောခေါင်းလေးရဲ့ပေါ်မှာမတ်တပ်ကလေးရဲ့လူလားဒီလိုလေးအားပေးပါမယ်။ကြောင့်ဒီမှာလည်းခန္ဓာကိုယ်ကြီးစိတ်သာပြရတယ်ဆိုတာလည်းမလွယ်ဘူးလား။အော်လေးပါနဲ့စင်လေးပါလေးပြောလာတယ်ဗျာအဲဒီကဘယ်လိုလဲဆက်တယ်လဲကြည့်အောင်ဟောလေးရောမှာတရင်ကြီးတော့ပြီးပြီလားမလေးမလေးဒီလိုပြည့်တယ်ပါအာလာလာလောမနဲ့စီမလာတဲ့ခိုင်နာတို့ရဲ့ခြေထားပြရတယ်မလို့ဘူးလားအဲဒီကလည်းသိချင်တယ်။ခုံလေးရောမှာစတိုင်းကြကြနဲ့ထိုင်ပြတယ်ဗျာ။ဒီကြောင်းသွားလေးပဲဒီကြောင်းသွားလေးသွားနေတယ်အဲဒီကစေရင်မလေးပြုံးလာကမယ်ဟုတ်ကဲ့ဒီကအောက်ပါတမင်ကလေးလေးရှိပြီးတော့ခံရတယ်။အဲ့ဒါနဲ့ဒီကစင်လေးမလေးပြုံးလာသူကမယ်ညာ။စင်လေးမလေးပြုံးလာသူအဲဒီကစနေကလေးပြောတာသူဘယ်လိုဒီလိုလေးနဲ့ကမယ်ဆိုတော့ညာ
ဆယ်လေးပါးနဲ့ပြောလာတယ်လက်ကြထွက်ပြီးတင်ဆက်တာပါလေဒီနေ့ရအားပေးရတဲ့ဒီကအပေါင်းတော့ကြတော့